ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်အခုစွမွန်ရောက်ရှိနေတဲ့နေရာကတော့ပုပ္ပသီရိမျိုးဝနာဒီပါရက်ကွယ်ဆိုတော့၄လမ်းမှာပဲဖြစ်ပါတယ်ရှင်အင်းရှိတန်း9ပင်20ကွန်ကရစ်လမ်းဖြစ်ပြီးတော့ရက်ကွက်ကလည်းဘူယာမီဆန်တဲ့ရက်ကွက်ဖြစ်ပါတယ်ရှင်ဒီလေးဟာဆိုရင်ပေ40-60အကျယ်ပေါ်မှာတိစောက်ထားတာဖြစ်ပြီးတော့တိမ်လုံးကိုကျွန်းပါကေးရည်နဲ့အလှဆင်ထားတာပဲဖြစ်ပါတယ်ရှင်ဂရမ်မီပေါ်မှာတိစောက်ထားတာဖြစ်လို့ပိုင်ဆိုင်မှုခိုင်မာတဲ့အိမ်လေးဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်းဝင်းတကားကြီးရရှင်ခန့်ခန့်ညံ့ညံ့လှလှပပထည့်သွင်းတိစောက်ပေးထားပါတယ်ရေမြောင်း plan box ပါပြီးသားပါကားပါကင်အောင်ပေါ့နော်ကား3-4စီးလောက်အထိကြကြဝန်းဝန်းရက်လို့ရတဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်စွမွန်နဲ့အိမ်လေးကိုလာကြည့်ကြမယ်ရှင်အိမ်ထဲမှာလည်းကားပါကင်2စီးစာလောက်အထိနေရာကျဝန်းတာကိုတွေ့ရပါတယ်ဒီမှာဆိုရင်ပေါ်တီကိုကလည်းကြွေပြားတွေအပြည့်ခင်းပေးထားတယ်ဒီမှာဆိုရင်ပေါ်တီကိုရဆင်ဝင်တိုင်လုံးကြီးတွေကလည်းအကြီးကြီးတွေပဲရှင်ကနုတ်ပန်းတွေနဲ့တိချပြီးခန့်ခန့်ညံ့ညံ့လှဆင်ပေးထားတာဖြစ်ပါတယ်ဒါကတော့ရေသုံးဖို့ရေကန်မှာရေအသစ်မီးသစ်တဲ့အိမ်လေးဖြစ်ပါတယ်အိမ်ရှိဒေါစတက်တွေကလည်း luxury ကြွေပြားတွေအပြည့်ခင်းပေးထားပါတယ်အိမ်ရတကားတွေကိုကျွန်းတကားတွေတက်ပေးထားတာဖြစ်ပြီးတော့ဒီမှာဆိုရင်လက်ကင်တွေလည်းအကောင်းစားတွေပဲတက်ပေးထားတာဖြစ်ပါတယ်ဒီမှာဆိုရင်တကယ်ကိုခဏလှပပြီးတော့ကျွန်းနေနဲ့အလှဆင်ထားတဲ့ဧကန်ကြီးကိုတွေ့မြင်နိုင်ပါတယ်နိုင်ငံကဆင်လေးတွေရော TV ထားဖို့နေရာတွေရောပေါ့နော်တိတိကျကျ decoration လုပ်ပေးထားတာဖြစ်ပါတယ်တိုင်လုံးကိုပါကင်းအပြည့်ခင်းထားပေးပြီးတော့ခန်းစီလိုက်ကာတွေလည်းပဒင်းမောက်တိုင်းမှာတက်ဆင်ပေးထားပါတယ်ပဒင်းမောက်တိုင်းမှာလည်းလုံခြုံရေးတံမှန်တွေတက်ပေးထားပါတယ်ဒါကတော့ library တမမို့ဖျားကန်းမှာအလင်းဝင်အားကောင်းအောင်ဖန်တီးပေးထားပါတယ်ကျွန်းတူးကတွေလည်းတက်ပေးထားတယ်ဒီမှာဆိုရင်ခပ်ပုတ်တွေပေါ့နော်ပစ္စည်းကောင်းတွေသုံးပြီးတော့ဒီမှာ partition wall လေးလုပ်ပေးထားတာဖြစ်ပါတယ် decoration အတွက်လည်းသုံးလို့ရတာပေါ့နော်ညနေကျမီးဆိုင်နေနဲ့ဒီအိမ်ကခန့်ခန့်နနလေးတိစောက်ပေးထားတာဖြစ်ပါတယ်ဒါကတော့အိမ်ရဲ့ဘယ်ဘက်မှာဝင်ဝင်ချင်းမြင်ရမယ် master bedroom ပဲဖြစ်ပါတယ်ရှင် master bedroom ကလည်းလိုက်ကားတွေအပြည့်တက်ထားပေးပြီးတော့ခန့်ခန့်နနတသက်ရရရှိတဲ့အခန်းလေးဖြစ်ပါတယ် master bedroom က15ပေ73ပေလောက်ထိကျယ်ဝန်းပါတယ်ဒါကတော့ toilet WC ပါ exhaust fan ပါတယ်ရေဘူးရေအေးဆက်ပါတယ်ဒီ shower တွေလည်းထည့်ပေးထားပါတယ်လူတရက်အမြင့်အထိနံရံမှာကြွေပြားကပ်ပေးထားပါတယ်ရှာလန်းမှာလည်းကျွန်းနေနဲ့အလှဆင်ပေးထားပါတယ်ဒါကတော့ဒုတိယမြောက် master bedroom ပဲဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်လည်း master bedroom က15ပေ10ပေလောက်အထိကျယ်ဝန်းတာကိုတွေ့ရပါတယ်ဒီမှာဆိုရင်ခန်းစီလိုက်ကားတွေနဲ့ safety တွေတပ်ပေးထားတယ်ဒါကတော့ရေချိုးခန်းအိမ်သာဖြစ်ပါတယ်ရှင်ဒီနေ့မှာဆိုရင် master bedroom ချဲပဲ3ခန်းပါတာပဲဖြစ်ပါတယ်ရှင်ဒီမှာလည်း light ကာတက်ပေးထားတယ်เนาะအခန်းတိုင်းကို light ကာအပြည့်တက်ပေးထားပါတယ်စင်နာအပြည့်နဲ့ဆောက်လုပ်ပေးထားတဲ့အိမ်လေးဖြစ်ပါတယ်ရှင်ဒီချိုးကမ်းမှာဆိုရင် shower ဘိုးတိုင်လည်းအဆင်ပြေတဲ့ exhaust fan နဲ့ကြွေပြားတွေလည်းနံရံအပြည့်ကပ်ပေးထားပါတယ်မိဖို့ကြောင်မှာဆိုလို့ရှိရင်လည်းမျက်နှာကျက်အထိကြွေပြားအပြည့်ကပ်ပေးထားတယ်ထမင်းချက်ဖို့ကောင်တာလေးလည်းအဆင်ပြေတယ်အောက်မှာလည်းခပ်ပုတ်တွေထည့်ပေးထားတယ်လေဝင်လေထားကောင်းအောင်လည်းပဒင်းမောက်တွေအများကြီးတက်ပေးထားတယ်ဒီမှာဆိုရင်လည်းအပေါ်မှာဒီ pantry လုပ်လို့ရတဲ့နေရာလေးပါတယ်ဒါဘေးစင်ပြီးရင်တော့ဒီနောက်ဖေးဘက်ကနေပြီးတော့အများဆုံးရေချိုးကန်အိမ်သာကိုတွားလို့ရပါတယ်အပြင်ဘက်မှာတီးတန့်လေးအများဆုံးရေချိုးကန်အိမ်သာကိုထည့်ပေးထားတယ်ပေါ့နော်ကျွန်းပြပါကေးပြပေါ့နော် luxury ဘက်ရမယ့်အိမ်လေးကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့6900နဲ့ပဲဖြစ်ပါတယ်ရှင်ဒီအိမ်လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့စုမွန်တို့ Golden Hill Property အိမ်ချမ်းမီရဲ့ဖုန်းနံပါတ်3996696331ကိုဆက်သွယ်နိုင်ပါတယ်ရှင်အားလုံးပဲစီးပွားလက်လာပါတွေတိုးတက်အောင်မြင်ကြပါစေရှင်